အားလုံးပဲမင်္ဂလာပါရှင် Mia's for Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့မန္တလေးမြို့သစ်ထဲမှာမြန်မာမုံနဲ့အတုပ်ဆောင်ကိုတနေရာထဲမှာစုံလင်စွာရရှိတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဆိုင်လေးကတော့မြို့သစ်အိမ်နဲ့တိတ်မနီးမဝေးတဲ့နေရာလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြမရိုးရမုံလေးနဲ့အတုပ်ဆောင်လေးတွေစားချင်တာမို့လို့တွားရောက်ခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့မြန်မာရွာမုံမျိုးစုံနဲ့အတုပ်ဆောင်ကိုတနေရာထဲမှာရရှိနိုင်တဲ့ဆိုင်လေးကိုတော့တော့မှမလို့အတူတူလိုက်ခဲ့ကြပါအောင်နော်ဆိုင်လေးစာလေးကတော့မြို့သစ်66လမ်းဒဇင်လမ်းနဲ့မူးရှူဝါလမ်းကြားမှာရှိရပဲဖြစ်ပါတယ်အခုဆိုရင်တော့ဆိုင်ထဲကိုရောက်ပါပြီဆိုင်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲယခုလိုအစားအသောက်လေးတွေကိုတက်တက်ရဲရဲခင်းကျင်းထားတာကိုတွေ့ရမှာဖြစ်ပြီးတော့မိမိတို့အနေနဲ့နေ့လည်စာအတွက်စိတ်ကြိုက်မှာယူတောက်နိုင်ပါတယ်
အခုဆိုရင်မှတ်ထားရလေးလေရပြီမို့လို့စားလိုက်ပါအောင်မယ်နော်ကဲအတူတူဆက်ကြပါအောင်ရှင်နေ့လည်စာစားပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့အတူအေးလူလူနေ့လည်စာစားပြီးတော့အချိုပဲမာယူတက်တော့ရင်းနဲ့ပဲစကားသမီးပြောကြမယ်ဆိုရင်လည်းသိစိတ်ပြီးအေးချမ်းလာတဲ့နေရာလေးတစ်ခုဖြစ်တာမို့တာရခဲ့တဲ့အချိန်လေးမှာအတော်လေးသဘောကျနှိမ့်ချမိတာမို့လို့ဆိုင်လေးကိုပြန်လည်ဝန်းပြပေးတာပဲဖြစ်ပါတယ်ဆောင်ရွက်တဲ့အခါမှာတော့ဒီဆိုင်လေးကမြို့သစ်ဆိုင်ငယ်လေးဖြစ်တယ်ဆိုရဲဆိုင်ထဲမှာခင်းကျင်းထားတဲ့အချိုပွဲလေးတွေအများကြီးစားကြတာမို့လို့အများကြီးမှပြီးတော့မှစားခဲ့တဲ့အပြင်ကိုအပြင်မှာပါဆယ်လေးတွေပါဆွဲလာဖြစ်ခဲ့ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းအစားအသောက်လေးတွေစုစုံလေးလေးရရှိပြီးတော့အစားအသောက်ကောင်းလေးတွေကိုပြန်လည်ဝင်ပြပေးသွားအောင်ပါမို့လို့channel လေးကို like and subscribe လေးနဲ့အားပေးတော့မမေ့ပါနဲ့နော်တတပါ